ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆရာကြီးမင်္ဂလာပါဒီနေ့ကတော့2025ခုနှစ်ဇွန်လ14ရက်နေ့ပေါ့နော်နေ့စဉ်ကျွန်တော်တို့ထူးခြားသတင်းတွေရယ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုတည်ကျင်တဲ့တချို့စီးရေးသတင်းစကားတွေပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့အဲ့တော့ဆရာကြီးအနေနဲ့စာအဖွင့်လေးမှာဘာတွေမေးဖို့ပါလာသေးလဲနေ့တိုင်းမေးခွန်းတွေရရှိတယ်အခုရက်ပိုင်းအတွင်းမှာဒါပေါ့ပြည်သူလူထုစိတ်ဝင်စားနေတာပေါ့တကယ်လို့သာကျွန်တော်တို့ကြောက်ဖြူပေါ့နော်ကြောက်ဖြူကိုအေးကရသွားခဲ့မယ်ဆိုရင်ဒါတရုတ်နဲ့ပေါ့အေးမှာညှိနှိုင်းဆွေးနွေးမှုတွေစကားပြောလာနိုင်သလားဆိုတော့မိကုံမျိုးတွေပေါ့နော်အဲ့ဒါကိုလည်းသိချင်တာပေါ့အဲ့ဒီအနေနဲ့ဘုံမှုအနေနဲ့ဘယ်လိုမြင်လဲပေါ့ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကပြောရမယ်အချက်တွေတော့များတယ်ပေါ့နော်အချက်တွေများတယ်ဆိုတော့ဆရာကြီးကဒီလိုမျိုးသူကပထမဆုံးတစ်ချက်ပြောချင်တာကပေါ့တရုတ်နဲ့ AAD နေမည်ချင်းထိစပ်တဲ့မဟုတ်ဘူးတရုတ်ကအာရခဏတော့ AA နဲ့နေမည်ချင်းထိစပ်နေတာမဟုတ်ဘူးပေါ့နော်တစ်ချက်အရန်အလန်းဝေးတယ်ပေါ့တရုတ်ဒီမြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတယ်ဟိုဒီအာရခဏတော့ AA ဒီမြန်မာနိုင်ငံရဲ့အနောက်ဘက်အစွန်သုံးမှာရှိတယ်ပေါ့နော်အဲ့ဒီဟာတစ်ချက်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီတိုင်းသားလက်နက်ကင်တွေထဲမှာသူကတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထဲမှာနောက်အကျဆုံးဖွဲ့စည်းတဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်ပေါ့နော်နောက်အကျဆုံးဖွဲ့စည်းပြီးကမှဒါအစောဆုံးအောင်မြင်မှုတွေပေါ့နော်အောင်မြင်မှုကြီးမားမားတွေဒါခြေလမ်းတွတ်နဲ့ရှောက်ပြီးတော့မှဒါအောင်မြင်မှုတွေအများကြီးရခဲ့တယ်ပေါ့နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့တဲ့အထဲမှာလည်းပါတယ်သူက2009ခုနှစ်မှာလူ26ယောက်သူပြော26ယောက်ဆိုတဲ့ဟာသူဒီမှာMND မှာသူပြောခဲ့တဲ့စကားလေးပေါ့နော်26ယောက်တနက်တစ်လက်နဲ့သူစားခဲ့တဲ့သူ့ရဲ့တော်လန်ရေးကအဲ့ဒီအချိန်မှာဥဖုံညာရှင်က MND ရဲ့ဥဖုံညာရှင်ကသူ့ကိုတနက်အလက်တရာပေးခဲ့တယ်ပေါ့နော်လူ26ယောက်ကိုတနက်အလက်တရာပေးခဲ့တယ်ဆိုကြတဲ့ကဒီစီဦးစီးချုပ်ရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပါဝါကဘယ်လောက်ရှိလဲဆိုတာအဲ့ဒီမှာကျွန်တော်တို့ကသုံးသပ်လို့ရပြီပေါ့နော်သူ့ရဲ့အခြေခံစိတ်ဓာတ်တွေကဘယ်လောက်ထိရှိနေလို့သူ့ရဲ့တက်လန်းတွေကိုဟိုကလူကြီးတယောက်ကမြင်ပြီးတော့မှဒါဆိုလို့ရှိရင်တော့ဒီလူကိုတော့မြေတော်မြောက်ပေးတင်တယ်ဆိုတော့အချက်ပေါ့နော်ဒါကိုမြင်လို့တနက်အလက်တွေကချက်ချင်းဘုံကနေပေးလိုက်တာပေါ့နော်ဒါဝယ်တာမဟုတ်ဘူးနော်တခါလေလက်ဆောင်ပေးလိုက်တာ26ယောက်ကတနက်အလက်တွေကဖြစ်သွားတော့84လက်တောင်ပို့သွားသေးတယ်အဲ့ဒီကနေအခုဆိုရင်ဒါအင်အားကြီးမားပြီးတော့မှသူများနယ်မြေတဲ့အထိကို AR တိုင်းတဲ့အထိပဲခူးတိုင်းတဲ့အထိမကွေးတိုင်းတဲ့အထိချင်းပြည်နယ်အထိဆိုပြီးတော့မှနယ်မြေထိစက်၄ခုအထိလိုက်ပြီးတော့အလုံးလုံးနိုင်တဲ့လိုက်ပြီးတိုက်ခိုက်နိုင်တဲ့လူတယောက်ဖြစ်နေပြီပေါ့နော်ဒါတစ်ချက်ပေါ့နော်ပြီးနောက်တစ်ချက်ကသူ့တီမှာလည်းမျိုးနွယ်စုဝင်တွေအများကြီးရှိတာပေါ့နော်ခမွေရှိတယ်ဒိုင်းနာရှိတယ်တက်ရှိ